yes အားလုံးပဲမင်္ဂလာပါဒီနေ့ video လေးကကျွန်တော်တို့ test drive ကနေ sharing လုပ်ပေးသွားမယ်ဒီ test training မှာပါတယ် white space တွေကို train function ကိုတောင်းပြီးတော့ဘယ်လို delete လုပ်မလဲပေါ့နော်အဓိကတော့ train function ဘယ်လိုအသုံးပြုလဲပေါ့နော်အဲ့ကြောင့် sharing လုပ်ပေးသွားမယ်အဲ့တော့နောက်လာမယ်ရှေ့လာမယ်အပိုင်းမှာဆက်ပြီးတော့ကြည့်လို့ရမယ် okay Okay ဒီခေါက်က train ကြောင်းပြောပြမယ်နော် train ကဘာလောက်တာလဲပေါ့နော် train ရဲ့သဘောတရားဒီတိုင်းပဲမှတ်လား white space တွေကိုဖြတ်ပေးရသူက space 2ချက်3ချက်4ချက် maybe space တွေအများကြီးကြိုက်တော့ပါအဲ့ test stream မှာရှိတဲ့ space မလိုချင်တဲ့ white space တွေအကုန်လုံးဖြတ်ချလိုက်ပြီးတော့ one space ပဲထားတာအဲ့ဒါကို train လို့ခေါ်တာပေါ့နော်အဲ့တော့ train ဘယ်လိုအသုံးပြုလဲဆိုတော့ပြောပြမယ်ဒီမှာဆိုကြည့်လိုက်မဆို data လေးရှိတယ်space ဒီနဲ့ enemy ကြားထဲမှာ space တွေ cherry တွေဒါတွေကဘယ်လိုဖြစ်လဲဆိုတော့ system ကနေထွက်လာတဲ့ဒီ data တွေမှာအဲ့လိုမျိုးဖြစ်တတ်တယ် raw ကြီးပေါ့နော်လုံးဝဒါတိတောင်ဆိုဒီဘက်ထိတော်တော်ဝေးအဲ့ကိုလုံးဝသူ့ပုံစံလေးကြောက်အောင်ဘယ်လိုရေးမလဲပေါ့နော်အဲ့လေးက train နဲ့ဒီ white space တွေကိုဘာနဲ့ဖြတ်လို့ရ train နဲ့ဖြတ်လို့ရ equal to tr ရဲ့ train ဆိုတာရှိရပြီးပြည့်ချင်တဲ့ကောင် select မှတ်ပြီးတော့ enter ခေါက်လိုက်အောင်မယ်you see of course young we need the car perfect non perfect right yeah မလို့ခြင်းတဲ့ white space တွေအကုန်လုံးအရန်ပုံနေတဲ့ white space တွေအကုန်လုံးဖြတ်သွားတယ်ဒီမှာဆက်ဆက်ချင်းနဲ့ AI အရန်ကွာနေရကုန်ရသွားတယ်အဲ့တော့ function လေးအရန်လွယ်တယ် train ပဲ train ကဘာလုပ်လဲ white space ကိုဖြတ်သွားတယ်ဒါပဲအရန်အသုံးဝင်နေဒီကောင်လေးရလေနော် data မှာအဲ့တော့တစ်ခါလေကျရင်ကိုယ့်ရဲ့ data မှာ vlookup တို့ hlookup တို့ခေါ်ထားတယ်ဟိုဒီတိုင်းမျိုးလုံးနဲ့ချိမယ်ဆိုရင်တော့ဒီကောင်ကသူ lookup value က2နေတယ်ဒါပေမဲ့ database ထဲမှာရှိတဲ့ lookup value ကဟိုဆက်ဆက်ချင်း space တွေပါနိုင်မယ်အနောက်မှာ space တွေပါနိုင်မယ်အဲ့ဟာတွေ white space တွေကိုဖြတ်ချင်တယ်ဆိုရင် train လေးခံပြီးတော့တုံးပေးလိုက်ရင်အဲ့လိုစစ်လို့ရတယ်အဲ့နေရာမှာတုံးတယ်ပေါ့နော် train ကိုအဲ့လိုနေရာမျိုးမှာအဓိကတုံးတယ်ပေါ့နော်ဒါဆိုရင်ဒါ train လေးကြောင်းသိပါမယ်လို့ထင်တယ် okay အဲ့ဆိုရင်နောက်ထပ်သိကြမယ်နော်ဒီ session လေးကတော့ဒီ video ရဲ့ recap ပေါ့နော်ဒီ video မှာဆိုရင်ကျွန်တော်တို့ train function ကြောင်းပြောသွားတယ်အခုဆိုရင် train function နဲ့ပတ်သက်တယ်ဒီ train function ကိုဘယ်လိုမျိုးတောင်းလဲသူရဲ့ syntax လေးကိုကျွန်တော်ဒီ exec ကနေ reference လောက်ထားတယ်အရင်လွယ်တယ် train text string ကိုရေးပေးလိုက်မယ်ပြီးရင်ဒီ video မှာ handle explanation လောက်ထားတယ် white space text ထဲမှာရှိတဲ့ white space ကို white space ကိုဘယ်လို delete လုပ်လို့ရလဲဆိုတာ handle explanation လောက်ပေးထားတယ် okayဒီလိုမျိုးအကျိုးရှိတဲ့ video file တွေကိုကျွန်တော် test writing ကနေ share လုပ်ပေးနိုင်ဖို့ကြိုးစားနေတယ်အဲ့တော့ဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးသဘောကျရင်ဆိုရင် share လေးလုပ်သွားပေးပါဦး okay ကျွန်တော်နောက် video တွေမှာဆက်ပြီးတော့တွေ့ကြတာ